ထိုင်ဝမ်မှာအလားတရားကိုရှာဖွေမှာလားဘဝသမားလို့လာနေမှာလားတင်ရငွေကြေးရချမ်းသာကြွယ်ဝတဲ့သူဒါမှမဟုတ်ချမ်းသာကြွယ်ဝတဲ့မိသားစုဟာစဉ်းသက်လာတဲ့သူမဟုတ်ဘူးဆိုရင်တော့ဘဝသမားလိုနေထိုင်ဖို့ရွေးချယ်ရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုထိုင်ဝမ်မှာနေထိုင်စားသောက်မှုစိတ်နည်းနည်းကြည့်လို့ပါ။ဘဝသမားလိုလာနေပြီအလားတရားကိုရှာဖွေခြင်းနဲ့ဆိုရင်လည်းအလုပ်လုပ်ပြီးပိတ်ရက်တွေမှာလည်းပတ်ရှာဖွေလို့ရပါတယ်။ဒါမှမဟုတ်အိမ်မှာပဲဖုန်းတစ်လုံးနဲ့အချိန်ပြုံးခြင်းလည်းရပါတယ်။ကျွန်တော်ကတော့2မျိုးလုံးလို့ဖြစ်ပါတယ်ဘဝသမားလို့လာနေဖို့စုံဖြတ်လိုက်ပြီဆိုရင်ထိုင်ဝမ်မှာရွေးချယ်စရာလောက်ကင်နေတော့အများကြီးရှိပါတယ်ကန်စီမလားတကယ်စီးလဲမလားကြမ်းတိုက်မလားအုပ်စီမလားဘီလက်မြေတယ်ပြပွဲဒီမှာအခန်းကန့်မလားတန်များနေမလားမူလီထိုးမလားပေါ်တုံးမလားတန်ချောင်းလေးတွေဖြတ်မလားလုပ်ငန်းဝင်မှာပြင်းပြီးကမလားစသဖြင့်ရွေးချယ်စရာအများကြီးရှိပါတယ်ငါအိမ်မှာခြေမွေးမိမလို့လက်မွေးမိမလို့နေလာတာကွာဒါမျိုးလုပ်တယ်ရီးတော့မလုပ်နိုင်ဘူးဆိုရင်ထိုးစရာထိတိုင်းနေလေအများကြီးရှိပါတယ်မပေါက်ခဲ့ရင်တော့ပလုံကောက်တော့လေအထင်တော့မသိဘူးထိုင်ဝမ်မှာပလုံကောက်ပြီးတိုက်ဆောက်ကားစီးွားတွေရှိပါတယ်ပုံမြင်ထဲမှာပါကျောင်းလာတဲအလုပ်လုပ်ချင်တယ်ဆိုရင်ပတ်တိုင်းအလုပ်တွေကိုပဲတင်ဝင်လုပ်ခွင့်ရှိပါတယ်အန်ဒီများတဲ့စောက်လို့ရလုပ်တို့မီးနဲ့ဆိုင်တဲ့လုပ်တို့တော့တင်ဝင်လုပ်ခွင့်မရှိပါဘူးထိုင်ဝမ်မှာအလုပ်လုပ်ဖို့အတွက်ဆိုရင်အလုပ်လုပ်ခွင့်ပါမယ်ဝေါ့ပါမယ်တော့လိုအပ်ပါတယ်ဝေါ့ပါမယ်မရှိပဲအလုပ်ကိုခိုးလုပ်ချင်တယ်ဆိုရင်လည်းရတော့ရပါတယ်လေမြန်မှုနဲ့ပါနမှုတော့လိုအပ်တာပေါ့ဝေါ်ပါမယ်မရှိပဲလုံးလုံးနေရင်ခံမသိတော့လာစစ်တဲ့အခါမိသွားခဲ့ရှင်တော့တမ်းဝေးပြေလာလန်းတိုင်းလှည့်ပြန်ဘိုင်ဘိုင်အဲ့ဒီပြေတင့်ယုံယုံကြည်ကြည်နဲ့အလောက်ခတ်မိတဲ့တထေးလဲတန်းငွေတွေအများကြီးဆောင်လဲရလို့ဒူးနဲ့မြိတ်တော့ရနိုင်ဒါမျိုးကဖြစ်တောင်းဖြစ်ခဲဆိုပေမဲ့ရှောင်းတခင်ဝင်စစ်တက်တာမလို့တတိထားပါလောအားကအနေနဲ့ထိုင်ဝမ်မှာလောလောဆယ်အနေဆုံး28,590ရှိပါတယ်နောက်နေ့ဆိုရင်တော့29,500တိတိုးပေးမယ်လို့ကြားပါတယ်အဲ့ထက်နဲ့နော်တထေးကိုစောက်ခွက်ဖြတ်နေပါတရက်ကို1000ကျော်2000ဝန်းကျင်ရတဲ့နေစားလုပ်တွေလည်းရှိပါတယ်မြန်မာငွေနဲ့တွက်ချင်တော့အကြမ်းမြင်140နဲ့ညှောက်ကြည့်လိုက်ပါထိုင်ဝမ်ပတ်စံရှာလို့ကောင်းတဲ့နေရာဖြစ်တယ်လို့ပတ်စံသုံးလို့ကောင်းတဲ့နေရာလည်းဖြစ်ပါတယ်ဝယ်ခြင်းစရာလည်းအများကြီးအဲ့ဒါကြောင့်ရှာတော့ပြန်သုံးပြီးတပြားမှမစုမိတော့ကိုထိုက်တဲ့ကိုကံပါပဲထိုင်ဝမ်မှာနိုင်ငံသားခံယူမယ်ဆိုရင်ကျွန်တော်သိရတဲ့လောက်ကတော့အချက်3ရက်ရှိပါတယ်နံပါတ်1သင်ဖေဒါမှမဟုတ်သင်မေတယောက်ကထိုင်ဝမ်နိုင်ငံသားဖြစ်နေမယ်ဆိုရင်သင်အနေနဲ့ထိုင်ဝမ်နိုင်ငံသားဖြစ်ရှောက်ခွင့်ရှိပါတယ်ငါနဲ့ငါဖေရုပ်တူတယ်ဆိုပြီးဒီတိုင်းတော့ရှောက်လို့မရပါဘူး DNA စစ်ချက်ယူပါတယ်အဖေနဲ့ကျွန်တော် DNA မတူဘူးတဲ့ဘာနံပါတ်1ထိုင်ဝမ်မှာကျောင်းလာတက်ပြီးကျောင်းပြီးတဲ့အခါအလုပ်လုပ်လို့အလုပ်ရှင်ထောက်ခံချက်နဲ့ထိုင်ဝမ်မှာ9နှစ်လောက်နေခွင့်ရပြီးထိုင်ဝမ်နိုင်ငံသားရှောက်ခွင့်ရှိပါတယ်
ရအောင်ရမယ်လို့အတိအကျမပြောနိုင်ပေမဲ့အခွင့်အရေးတော့ရှိပါတယ်အဲ့ဒီတော့တွင်တထေးနဲ့တဲ့အောင်ပါနံပါတ်3ထိုင်ဝမ်နိုင်ငံသူဒါမှမဟုတ်ထိုင်ဝမ်နိုင်ငံသားတယောက်ယောက်ကိုလက်ထပ်ပြီးထိုင်ဝမ်နိုင်ငံသားဖြစ်ခံယူဝင်ရှိပါတယ်နှမျိုးလုံးအစဉ်ပြီးလို့စမ်းကြည့်ခြင်းလဲစမ်းကြည့်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ထိုင်ဝမ်အာရှမှာပထမအဦးဆုံးတရားဝင်လိမ်လူလက်ထပ်ခွင့်ပေးထားတဲ့နိုင်ငံဖြစ်လို့ပါတခုတော့ရှိပါတယ်မိမိရဲ့မိခင်နိုင်ငံသားအနေနဲ့တော့ဆွန့်လွတ်ပါလိမ့်မယ်ထိုင်ဝမ်နိုင်ငံသားဖြစ်ခြင်းစောနဲ့ထိုင်ဝမ်သူတယောက်ယောက်ကိုချစ်ပါတယ်ကြိုက်ပါတယ်ရင်ထဲမြမျက်နှိုးပါတယ်မယားမမတ်သားမမတ်ပေါင်းသင်းပါမယ်ဆိုပြီးတော်ကီနဲ့အပိုင်ချုပ်ဖို့အတွက်ဘာသာစကားကျွမ်းကျင်ဖို့လဲအထူးလိုအပ်ပါတယ်မြင်မြင်ချင်းပဲချစ်မိပြီတို့ fall in love at first sight တို့ဖြစ်စေချင်တော့ထိုင်ဝမ်မှာစူတောင်းစရာတခုကြီးဖျားနေတယ်အများကြီးရှိပါတယ်ဘာသာစကားအနေနဲ့ထိုင်ဝမ်မှာအဓိကသုံးတာ Mandarin Chinese ပဲဖြစ်ပါတယ်ပြီးတော့သူတို့လိုခဲ့တဲ့ချင်းချင်းပြောကြတာတော့ထိုင်းပြည်ခေါ်ဟုတ်ကဲ့ဘာသာစကားပဲဖြစ်ပါတယ်ဘာသာစကားတက်မြောက်ခြင်းကလည်းပိတ်ထားတဲ့တကားတစ်ချက်ကိုပွင့်သွားစေပါတယ်မတက်ရင်တော့စားတော့ဆိုင်မှာမစားတာအစတော့ကများနိုင်ပါတယ်ဖုန်းနဲ့ translate လုပ်လို့ရတာပဲဆိုပြီး Google Translate ကိုလည်းပြေဝရုံလို့မရပါဘူးဘာသာစကားတစ်ခုကိုဘယ်လောက်ထိတက်မြောက်နေလဲစမ်းစစ်ချင်တော့အဲ့ဒီဘာသာစကားနဲ့ရံပြည့်ကြည့်ပါတစ်ဖက်လူလလန်မထူနိုင်လောက်ပိတ်ပြောနိုင်ပြီဆိုရင်တော့ဂုဏ်ယူပါတယ်သင်အဲ့ဒီဘာသာစကားကိုအမှန်တကယ်တက်မြောက်ပါမယ်အကယ်၍စကားနဲ့မနိုင်လို့လက်ပါမိတော့၃ညရဲ့၄ရက်ကြီးအချုပ်ထဲကိုလဲသွားမှာဖြစ်ပြီးထောင်နှံငွေတန်းအပြင်ဒဏ်ရာတိမ်နှက်ပုံမူတည်ပြီးတစ်ဖက်လူစိတ်ကျေနပ်တဲ့အထိရော်ချင်းပေးရနိုင်ပါတယ်အဲ့ဒီအပြင်ဘိုင်ဘိုင်အစားတော့မြန်မာရတာကိုမှဂရင်းတွေ့ပါတယ်ကြတယ်ကျုံးဟော်မြို့နယ်ကမြန်မာတန်းလို့လူသိများတယ်ဝါရှင်စထရီမှာစိတ်ကြိုက်လာရောက်စားတော့နိုင်ပါတယ်ခောက်ဆွဲတုံနန်းကြီးတုံမုတ်ဖတ်တုံဝင်းကအုံတော့ခေါက်ဆွဲရွှေတောင်ခေါက်ဆွဲစမူစာဗျာကျော်ဘူတီကျော်တိုရှိပူရီအီဂျာကွေပဲနံများနံများထောပတ်တုံလက်ဖေးရီစီသမင်းရွှေသမင်းကြက်စီသမင်းဒံပေါက်ပြေမြမသမင်းဟင်းမျိုးစုံလည်းရှိပါတယ်တရက်ကွက်လုံးလို့မြမတွေပဲမို့လို့အဲ့ဒီကိုရောက်ရင်ကိုရက်ကိုရွာကိုနိုင်ငံကိုပြန်ရောက်နေတယ်လို့ခံစားရမှာပါနေရာတိကျသိကျင်တော့ Google Map မှာကျုံးဖော်မြန်မာစထရီကိုလိုက်ရှာကြည့်ပေါ်တင်ရေးတာပါတယ်မြန်မာလိုစားပြီးမြန်မာလိုပါကျင်တယ်ဆိုရင်မြန်မာထိုင်နေတာတွေလည်းရှိပါတယ်တန်တန်တန်တင်ရအစားတော့ခုံမင်းတဲ့လူတယောက်ဆိုတော့ထိုင်ဝမ်ညာစီတဲ့နေရာတင့်အတွက်ဖြစ်ပါပတ်စံတော့အလုံးလုံးယူပါဖို့လိုတယ်မဟုတ်ရင်သူများစားတာကိုအဲ့လိုထိုင်ကြည့်နေရပါလိမ့်မယ်တတိပေးစရာတခုရှိတယ်ထိုင်ဝမ်ကိုကြက်ဝက်ဘဲမဲစိတ်တိုးစားတဲ့အသားတွေနဲ့အသီးနှံတွေလုံးဝတည်မလာဘူးပါပဲအကယ်၍တတမီမီဦးတော်ကိုကိုမမတို့ကြိုက်တတ်တဲ့ဝတ်သားတို့ထိုးလို့ဝက်ဦးချောင်းတို့ဒွင်းသီးတို့ကိုစားသေးခြင်းလို့ရောင်ရမ်းပြီးတည်လာမိခဲ့ရင်တော့ထိုင်ဝမ်ငွေ2သိန်းကနေ10သိန်းထိဒဏ်ငွေဆောင်ရနိုင်ပါတယ်အဲ့ဒီပြင်အခက်မသိရင်ဘိုင်ဘိုင်စားတော့သိတတ်တာကျွန်လို့အိမ်မှာပဲချက်စားမယ်ပြုတ်စားမယ်တုတ်စားမယ်ကြော်စားမယ်နှွေးစားမယ်ဆိုရင်အိမ်မငားခင်တေချာကြည့်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့တချို့အိမ်တွေကမီးမှုကြောင့်မပါလို့ပဲဖြစ်ပါတယ်အိမ်ငားစိတ်ကတစ်လောက်9000 8000ဆိုရင်ဂရင်ရဲ့အဲကွင်းနဲ့တက်နေရနိုင်ပါတယ်နည်းနည်းတက်တာကျွန်လို့အခန်းမော်တယောက်နဲ့စက်တူငားမယ်ဆိုလဲတီးကံမှုနဲ့နားလည်မှုတော့အပြန်လက်ယူထားဖို့လိုပါတယ်မင်းအိမ်သားတက်ပြီးရေဆွဲချအောင်ဘယ်ဟာပြောမလဲရေကုန်ပါသူတို့ပါကွာမင်းရလေတယောက်တည်းတက်တာနေခြင်းနဲ့ဆိုရင်3000နဲ့4000နဲ့ခန်းနေလေရှိတော့ရှိပါတယ်ဒါမဲ့တော်တော်ကြီးခဲရခဲသေးရှာနိုင်ပြီလို့ facility တွေနဲ့ဖြာတစ်ချက်တောင်ပါဖို့မသိကြပါဘူးပြီးတော့
မြန်မာတွေနဲ့ဝေးတဲ့နယ်မြေလဲရောက်သွားနိုင်ပါတယ်ဒီထက်ပိုပြီးတက်တာခြင်းလဲဆိုရင်တော့ထိုင်ဝမ်ရဲ့လမ်းမဆက်သွယ်ရေးကိုပြောရရင်ဟောဒီလိုကလေးတကယ်ရှိုံနဲ့ရထားစီးလို့ရမယ်ဗဇာကားစီးလို့ရမယ်စပိန်ကားစီးလို့ရမယ်ပြီးတော့လမ်းလဲလျှောက်လို့ရပါတယ်လမ်းလျှောက်တာလွယ်တခြားတွေစီးဖို့ကက်ကိုငွေဖြည့်ထားဖို့တော့လိုပါတယ်ဒါပေမဲ့ကြီးစံရထားနဲ့လေမြန်တော့စီးလို့မရဘူးကက်မဝယ်ချင်ဘူးဆိုရင်ဟောဒီလိုဆက်ကြီးတွေမှာခီးစဉ်တွေကြောင်းစာအတွက်တိုကင်ဝယ်ပြီးစီးလို့ရပါတယ်ဒါမှမဟုတ်အပေါက်ဝသူတို့စီမှာပြောတတ်တယ်လို့ပြောပြီးမေးဝယ်လိုက်ပါစပိန်တွေကိုတော့ရထားဂိတ်ဒီတိုင်းနဲ့နေရာတချို့မှာထားပြီးပထမဆုံးနိုင်ဘွက်တော့ငားရန်ကားကတော့နိုင်ဝတ်တဲ့ကြော်ဝိုင်းတော့ကြိုက်တဲ့လောက်စီကြားတဲ့လောက်ရှင်းလိုက်ပါဒါကတော့စပိန်ခိုးနေကြတာမဟုတ်ပါဘူးစပိန်တွေကို maintenance လုပ်ဖို့ကုမ္ပဏီကပြန်သိမ်းနေကြတာပါထိုင်ဝမ်မှာနှစ်စဉ်ကလေးမွေးဖွားမှုနှုန်းကျဆင်းနေပေမဲ့နေ့စဉ်ခွေးမွေးဖွားမှုနှုန်းကတော့မြင့်တက်လည်းရှိပါတယ်ကလေးထဲတဲ့လဲနဲ့တီးဥတရခေါ်လာပြီဆိုရင်လေထားကြည့်ပါကလေးထက်ခွေးဖြစ်နိုင်ခြေပိုများပါတယ်အရောင်သွေးနဲ့အမျိုးစားစုံလင်လာတဲ့အာဝုလေးကိုထိုင်ဝမ်လူမျိုးတော်များများကိုသားသမီးချင်းတယောက်ကိုတီးဥတရမွေးရကြပါတယ်အဲ့ဒါကြောင့်ခွေးဖြစ်တော့ထိုင်ဝမ်မှာခွေးလာဖြစ်တော်ကံကောင်းပါတယ်လို့ထိုင်ဝမ်အသက်ကြီးပိုင်းတော်များများကျမ်းမိုင်လိုက်စားကြပါတယ်တန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 ်
Ten 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 ထူးခြားတာတခုကတချို့ထိုင်ဝမ်လူမျိုးတွေလည်းကွန်းရစားကြပါတယ်ကွန်း version တော့နည်းနည်းကွာတာပေါ့ဒါကတော့ထိုင်ဝမ် version ကွန်းရပါကွန်းဒီနုကိုထုံးတုပ်ထားတဲ့ကွန်းရနဲ့ပတ်ထားတာစားလိုက်ရင်ပူလူလူရှင်းလူလူရတာတော့ဖန်တန်တန်ချိုတူတူနဲ့မူတူတူလေးဒီမှာကုန်းမူတာနဲ့နည်းနည်းတော့ခွာကျွန်တော်စားထင်တာကျွန်တော်တို့မြန်မာတို့အိန္ဒိယတို့ဘယ်လောက်ပဲပုံစားကြတယ်ထိုင်ဝမ်မှာလည်းတော်တော်စားကြတယ်ထိုင်ဝမ်မှာကျွန်တော် personal ရမကြိုက်တဲ့အချက်နှစ်ချက်ရှိပါတယ်ပထမချက်ထိုင်ဝမ်အိမ်သာတော်တော်များများမှာဖင်ဆေးဖို့ရေပန်းမပါပါဘူးဖင်ဆိုရေဆိုမှပါတတ်တာဆိုရင်ရေတူတော့ဆောင်းတာဖို့လိုပါတယ်လိုအပ်ရင်အပေါက်လေးပါဖောက်ထားလိုက်ပါဒုတိယချက်အမိုက်ပြရတာပါမြန်မာနိုင်ငံမှာတော့ကိုယ့်ရမိုက်ကိုလမ်းထိပ်ကမိုက်ပုံတွေမှာအချိန်မီအလွယ်တကူသွားပြစ်လို့ရပါမယ်ထိုင်ဝမ်မှာတော့သူ့ချိန်နဲ့သူအမိုက်ကားလာတော့စောင့်ပြီးပြရပါတယ်ပြီးတော့အမိုက်တွေကိုတွေ့ကြရကြွကြွနဲ့ပြစ်လို့မရပါဘူးအမိုက်ပြစ်ဖို့အတွက်တီးတန့်ထုတ်ထားတဲ့ဟောဒီလိုကြွကြွမျိုးနဲ့ပြစ်မှအမိုက်ကားလက်ခံတာပါတီးလုံးလေးနဲ့လာတဲ့အမိုက်ကောင်ရီးစားတဲ့ချင်းတွေလိုလူတကစောင့်ပြီးသွားပြရတာထိုင်ဝမ်မှာပုံမှန်လုပ်နေရတဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုဖုန်းမနေမှားတဲ့ကြားထဲအချိန်ပေးပြီးအဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းကင်မရာပုံပြီးစိုက်သွားမှာမလို့ဆက်လက်ဆောင်ကြည့်ပေးဖို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်ဒါရိုက်တာကျွန်တော်စုံကြီးပါ